ကျောင်းထိုင်ဆရာတို့တပေါင်းနဲ့ပတ်သက်ပြီးအချင်းချင်းရိုင်းရိုင်းဆိုင်ဆိုင်ရန်ဖိနေကြတာပါစောစောပိုင်းမှာတော့ဖုန်ကြီးကျောင်းဘက်ကဒါဟာမဟုတ်မှန်ကြောင်းအမျိုးသမီးတွေမူးယစ်ပြီးရှောက်ပြောနေတာဖြစ်ကြောင်းငင်းဆိုခဲ့ပြီးမြဲဒေသခံရွာသားတယောက်ကတော့အမှန်တရားကိုဖွင့်ချလိုက်ပါတယ်ပရိသတ်ကြီးခင်ဗျာဖုန်ကြီးကျောင်းဆိုတာငင်းချမ်းရနေရဖြစ်တာပါမယ်ဒါပေမဲ့အခုထိုင်းနိုင်ငံနွန်ထဘူရစ်ပလီနဲ့ဘန်ဂရုခရိုင်ကနမဲကြီးဖုန်ကြီးကျောင်းတစ်ကျောင်းမှာတော့ငင်းချမ်းမှုတွေပျောက်ဆုံးပြီးတကယ့်ကိုရုပ်ရှင်ဆန်ဆန်အရှုတော်ပုံကြီးတစ်ခုပေါ်ပေါက်နေပါတယ်အမျိုးသမီး၄ယောက်နဲ့ပတ်သက်နေတဲ့ကျောင်းထိုင်ဆရာတော်တပါပျောက်ဆုံးနေတဲ့အလူငွေဘတ်9သိန်းပြီးတော့ရင်သားနဲ့နှုတ်ခေါင်းခွဲစိတ်ပြုတ်ပြမှုတွေအတွက်ကျောင်းကပတ်စံတွေကိုအသုံးပြုခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေဒီအရှုတော်ပုံကဘယ်လိုမျိုးလူသိရှင်ကြားပေါက်ကြားလာတာလဲကျွန်တော်တို့အသေးစိတ်ကြည့်ကြရအောင်ပါအားလုံးဟာ2026ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့မှာစတင်ခဲ့တာပါအွန်လိုင်းမှာဗီဒီယိုဖိုင်တစ်ခုပြန့်နှံ့သွားခဲ့တယ်အဲ့ဒီဗီဒီယိုထဲမှာအမျိုးသမီး2ဦးဟာဆရာတော်တပားနဲ့ပတ်သက်ပြီးအချင်းချင်းရိုင်းရိုင်းဆိုင်ဆိုင်ရန်ထစ်နေကြတာပါစောစောပိုင်းမှာတော့ဖိုးကြီးကျောင်းဘက်ကဒါဟာမဟုတ်မှန်ကြောင်းအမျိုးသမီးတွေမူးယစ်ပြီးရှောက်ပြောနေတာဖြစ်ကြောင်းညင်းဆိုခဲ့ပြီးမြဲဒေသခံရွာသားတယောက်ကတော့အမှန်တရားကိုဖွင့်ချလိုက်ပါတယ်အဲ့ဒီဗီဒီယိုထဲမှာရန်ထစ်နေတဲ့အမျိုးသမီးတွေကဘသူတွေလဲပထမတယောက်ကစီကာပုံလို့ခေါ်တဲ့အမျိုးသမီးပါသူမဟာဆရာတော်နဲ့ကလေးတယောက်တောင်ရထားနဲ့ပထမဇနီးဖြစ်တယ်လို့သိရပါတယ်ဒုတိယတယောက်ကတော့ဖုန်ကြီးကျောင်းမှာသမင်းချက်နဲ့တမျက်စီလဲတဲ့မြန်မာအမျိုးသမီးတူပါသူမကိုဆရာတော်ကနှခေါင်းခွဲစိတ်ဖို့ငွေကြေးထောက်ပံ့ထည့်တယ်လို့ဆိုပါတယ်ဒါရင်မကအထက်ပါဘူးပထမဇနီးဖြစ်သူဟာနောက်ထပ် Miss Pa လို့ခေါ်တဲ့အမျိုးသမီးရဲ့အိမ်အထိတော့ရောက်ပြီးပြဿနာရှာခဲ့ပါသေးတယ် Miss Pa ဟာလည်းဆရာတော်ကရင်သားခွဲစိတ်ပြုတ်ပြမှုအတွက်အလူငွေတွေထုတ်ပေးရသူတူလို့ဆွဆွဲခံထားရပါတယ်ဒီနေရာမှာအဆိုးရွားဆုံးကတော့ဘာသာရေးအလူငွေတွေရဲ့ကိစ္စပါပထမဇနီးရဲ့ပြောကြားချက်အရဖျားเจ้าအတွက်အလူငွေ3သိန်းရရှိခဲ့တဲ့အထက်မှာ3သိန်းပဲကျောင်းထဲရောက်ပြီးကျန်တဲ့ဘတ်9သိန်းကတော့ထူးဆန်းစွာပျောက်ဆုံးနေပါတယ်ဒီငွေတွေဟာအမျိုးသမီးတွေရဲ့ခွဲစိတ်မှုတွေအတွက်အသုံးတော်ခံလိုက်တာလားဆိုတာကိုရွာသားတွေကအပြင်းထန်စုံစမ်းစစ်ဆေးဖို့တောင်းဆိုနေကြပါတယ်သတင်းထောင်တွေအကြောင်းကိုတွားရောက်တဲ့အချိန်မှာတော့ကျောင်းထိုင်ဆရာတော်ကမရှိတော့ပါဘူးလော်ပူရီပြည်နယ်မှာတရားအားထုတ်နေတယ်လို့အကြောင်းပြထားပါတယ်ဒါပေမဲ့လက်ထောက်ဆရာတော်ကိုယ်တိုင်ကတော့ဆရာတော်ကအမျိုးသမီး၄ယောက်နဲ့တကယ်ပဲပတ်သက်နေတာကိုဝန်ခံလိုက်ပါတယ်စီကာပေါ်ပထမဇနီးစီကာကွန်လူဝစ်ကျောင်းစီကာစေမြန်မာအမျိုးသမီးစီကာဖာကျောင်းအနီးကမိန်းကလေးအခုတော့အဲ့ဒီအမျိုးသမီး၄ယောက်လုံးကိုကျောင်းကနေထွက်ခွာခိုင်းထားပြီးဆရာတော်ပြန်လာခဲ့ပြီးအတွက်စောင့်စစ်နေကြပါတယ်ရွာသားတွေကတော့သူတို့ကြည်ညိုရလေဆရာတော်အပေါ်ယုံကြည်မှုတွေပျက်စီးကုန်ပါပြီအမှန်တရားကပါလဲ9ရက်ထဲမှာဆရာတော်ပြန်လာခဲ့ပြီးအတွက်ဘလို့ရှင်းချက်ထုတ်မလဲကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာပါဒီသတင်းနဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာရေးပေးခဲ့ကြပါဦးအခုတို့ထူးခြားတဲ့သတင်းတွေကိုချက်ချင်းသိရှိဖို့ကျွန်တော်တို့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးပဲကိုယ်စိတ်နှပါကျန်းမာကြပါစေဗျာ